안녕하세요, 여러분. 아칸리사 리의 빠뚜이번호로 모아가 한국의 대규모 토목공사, 한국의 코리아나이의 대규모 여러분들이 개만의 밥이나 미미로 되네 번호. 지사오뼈 여러분 대의 대비에 크다 규모와 폐지범 디마르 폐지범 지마로서 지사로 변하면라 အဲ့တော့sorry အကြီးစားထိုးမိုးကုန်းစာ civil ဆောက်လုပ်ရေးဒီလိုပဲပြန်မယ်ကိုရီးယားနိုင်ငံရဲ့အကြီးစားမြို့ပြဆောက်လုပ်ရေးမြို့ပြဒီဆောက်ရေးဒါမျိုးပြန်လို့ရတယ်။နောက်ဆိုပထမဆုံးစာပိုင်းစာချီအောင် Okay ပထမဆုံးစာပိုင်းကထိုးမိုးကုန်း civil ကိုပြောတာထိုးမိုးရဲ့အဓိပ္ပာယ်เนาะအဲ့တော့ civil ကတော့မြို့ပြဆောက်လုပ်ရေးကတော့ဒို့တို့ရတော့ဘုလို့တည်မယ်လို့ထင်တယ်လမ်းမကြီးကိုပြောရတော့လမ်းမကြီးဟုတ်도로 라마이 처도 미에달란 여러분 처도 지하철에 처음에나 미에달란 공항 리제 교련 여러분 다리오 벼라 လွယ်လွယ်ပြောရရင်တဒါပေါ့နော်အဲ့တော့တဒါဒမ်ဆိုတာဆဲကိုပြောရ여러분ဆဲ등အစားရှိတော့사회가 여러분သိတယ်လူအဖွဲ့အစည်းလူအတိုင်းဝိုင်းကိုပြောတာ기반ကကြတော့အခြေခံ시설가ကြတော့ facility တွေကိုပြောတာအဲ့တော့ဆိုလိုရင်းတိတ်တွေကထိုးမှုကွန်ဒီ civil engineering ကတော့မျိုးပြတိဆောက်ရေးကတော့လမ်းမကြီးတွေယထာလမ်းတွေလီစိတ်တွေတရားတွေဆဲအစရှိတော့တဲ့လူအဖွဲ့အစည်းရဲ့အခြေခံကြတဲ့ facility တွေကို 검소라다တိဆောက်တာပဲရောပေါ့တိဆောက်တော့ဂုံးစားတော့ဆောက်လုပ်ရေးကိုမဟာနန်တဲ့ဆိုလိုတာဖြစ်ပြီးထိုးမှုဆိုတာဘာလဲဆိုတာသူပြန်ရှင်းပြတာရောပေါ့မျိုးပြဆောက်လုပ်ရေးဆိုတာဘာလဲဒါတွေပေါ့한국은 코리아 가로 우수하다ဆိုတဲ့ဘက်ကလာရတော့ပေါ့နော်우수하다ရဲ့အဓိပ္ပာယ်ကဒီမှာနည်းနည်းအရောင်ခွဲပေးလိုက်မယ်နောက် verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့ 우수한 우수하다ဆိုတဲ့ဘက်ကနေလာပါတယ်သူရဲ့အဓိပ္ပာယ်ကကြာရတော့သူအလွန်ထူးချွန်တာအလွန်ပြောင်မြောက်တယ်ဒီလိုမျိုးအဓိပ္ပာယ်သူများထက်ကိုရှေ့ကိုပြေးနေတဲ့အဓိပ္ပာယ်မျိုးဦးစွမ်းဆိုအလွန်ကောင်းမွန်တော့အလွန်ထူးချွန်ပြောင်မြောက်တော့ဂီစုလျော့ဂီစုကနီးပညာလျော့ဆိုတာစွမ်းရည်အဲ့နီးပညာစွမ်းရည်တွေကိုဘာထမ်းကြလို့အခြေခံအနေနဲ့ဘာထမ်းဆိုတာအုတ်မြစ်ကိုပြောချင်တာအခြေခံအုတ်မြစ်အနေနဲ့ဂူနဲဝယ်ဆိုတာပြည်တွင်းပြည်ပဂူနဲဆိုရင်ပြည်တွင်းဂူခွဲဆိုလို့ရှိရင်ပြည်ပနောက်တော့ပြည်တွင်းပြည်ပရဲ့ဒါယဟန်ဒေကျူမိုထိုမိုကုံစာတော့ဒါယဟန်အမျိုးအစားစုံရင်တော့ဒေကျူမိုအကြီးစားထိုမိုကုံစာတော့ဒီ civil engineering ဆောက်လုပ်ရေးတွေကို수행해오고 있습니다. 수행하다. နော်သူကလည်း verb ကလေးပဲ 수행하다 ရဲ့အဓိပ္ပာယ်ကလက်တွေ့ဆောင်ရွက်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးရတော့ပေါ့အပြင်မှာလက်တွေ့ဆောင်ရွက်တာနော်ဆောင်ရွက်လာလျက်ရှိပါတယ်ကိုရီးယားနိုင်ငံရဲ့ဒီနည်းပညာစွမ်းရည်တဲ့အလွန်ထူးချွန်ပြောင်းမြောက်နေတယ်ဒီနည်းပညာစွမ်းရည်တွေကိုအခြေခံထားပြီးတော့မှပြည်တွင်းပြည်ပမှာပေါ့နော်ပြည်တွင်းသာမကပြည်ပမှာပါဒီအကြီးစား civil engineering လုပ်ငန်းတွေကိုလှုပ်ဆောင်လာလျက်ရှိပါတယ်လှုပ်ဆောင်လာပါတယ်ဒါမျိုးပြောတာရတော့ပေါ့အဲဆိုရင်ဒီအပေါ်စာသားနားလည်းပဲလို့ထင်တယ်အရင်ကြီးအရေးမကြီးသေးဘူးဒါပေမဲ့ဒီထက်ကဒီဥစုဟာတာတို့စူဟန်ဟာတာတို့ကွန်စောရာတို့ဒါလေးတွေကတော့သိထားတယ်နောက်ပြီးတော့ဒီအခုခြေထားတဲ့ဟာလေးနော်ဒါလေးလည်းချက်ထားအောင်ကြတော့ပေါ့စာဝဲဂီဘန်ရှိစောစာဝဲလည်းသိကျင်နေဆိုချက်လို့ရပါတယ်စာဝဲကလူအဖွဲ့အစည်းလူအတိုင်းဝိုင်းဆိုတဲ့အဓိပ္ပာယ်ဂီဘန်ရှိစောဆိုတာအခြေခံ facility တွေကိုပြောတာเนาะမရှိမဖြစ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်တို့ဒီဘက်ခင်မှာဆိုလို့ရှိရင်တရားတို့လေးစစ်တရားတွေမရှိမဖြစ်လိုရတာတွေเนาะနောက်တစ်ခုကစာမကနိုဂျီရိုမန်တိုဂီဝေစာမကရောဘုလို့တိမယ်လို့ထင်တယ်တဲခန္ဓာရကိုပြောတာတဲခန္ဓာရတွေကိုလည်းနိုဂျီဆိုလေရောဘုလို့လေအယောင်ကြီးအကြောင်းပြောတော့နိုဆာဆိုတဲ့အယောင်လေးတရားပြောဘူးလားမသိဘူး이게 녹색이고 아생양 뭐야 여러분 노지로 아생양 이게 녹색이에요 네, 야, 보이냐 나오네. 아생양 지하자 여러분 내니요 벼라봐. 아생양 내니. 아생양 내니 내지 만두기 왜 뷰로고 해도 20세 20세에서 20로 가면 20세기 초대 규모의 20세 야수네 고벼라. 세기가 야수네 20세 야수네 최대 규모의ဒီနေရာမှာချွဲတယ်ကရောဘုံလို့ဘယ်လိုပြောရင်ကောင်းမလဲချွဲတဲ့ 규모 ဆိုတာအကောင်းဆုံးလို့ပဲပြန်ပေါ့နော်ချွဲကြီးမားတော့ကောင်းမွန်တော့ဒီလိုမျိုးတွေပဲပြောလို့ရတယ် 규모 ရဲ့ဒီ
ဖွဲ့စည်းပုံတွေရဲ့ထိုးမှုကုန်းစာတို့ civil engineering တည်ဆောက်ရေးအနေဖြင့်စာမတ်ကနိုးဆက်ခေါမြောင်းကြီးတာစာမတ်ကပေါ်မှာစာမတ်ဒီဥစာမေးချေရတယ်စာမတ်ကတဲကန်နာရရဲ့နိုးဆက်ခေါမြောင်းအတန်ထွက်ရောဒီကောင်လေးခေါမြောင်းလို့ထွက်ပေးမယ်နော်ခေါမြောင်းရဲ့အတိတ်က revolution ကိုပြောတာမြန်မာလို့ဆိုလို့ရှိရင်တော့ခေတ်တစ်ခေတ်ပြောင်းလဲဖို့အတွက်တော်လှန်ရေးကိုပြောတာပေါ့နိုးဆက်ကကာလာကိုပြအစိမ်းရောင် revolution ပေါ့နည်းနည်းမြန်မာလိုလှအောင်ပြောနေတယ်ဆိုလို့တဲကန်နာရအောင်အစိမ်းရောင်နယ်မြေဖြစ်အောင်တော်လန်ရေးဆိုတာတဲ့ပြောင်းလဲရေးပေါ့ဒီလိုပြောချင်တာအီရာဆိုပြီးတော့မှပူလင်းလုံးခေါ်ဆိုတော့လီဘီယာဆိုတာကြမြို့လီဘီယာမြို့ကိုပြောတာလီဘီယာရဲ့တဲ့တဲဆူရိုဂုံစာတို့တဲဆူရိုဂုံစာအကြီးစားဆောက်လုပ်ရေးပဲရောတော့ပါတဲဆူရိုဂုံစာအကြီးစားဆောက်လုပ်ရေးကလည်းပဲတဲ့ဟန်ကူကကိုရီးယားနိုင်ငံရဲ့ဂီဆူလျက်ကိုနီးပညာစွမ်းရည်တွေဖြင့်ဂျင်ဟန်တွေရောက်စမီတာဂျင်ဟန်တွေတာ progressing လုပ်သည်ဆိုတဲ့အဓိပ္ပာယ်ရောပေါ့ progressing ဖြစ်တာလက်တွေ့လှုပ်ဆောင်တာမျိုးပဲစူခန်းခါးသားနဲ့နည်းနည်းတော့ကွာရောတော့ပေါ့okay အဲ့တော့အဓိကတော့ဂျင်ဟန်တွေတာရဲ့အဓိပ္ပာယ်ကတခုခုအလုပ်တစ်ခုကိုဆက်လက်လှုပ်ဆောင်သွားတာကိုဂျင်ဟန်တွေတာလို့ပြောတယ်ဆိုလိုချင်တာကဒီလေးပြားမှာရှိနေတဲ့အကြီးစားဆောက်လုပ်ရေးတစ်ခုဖြစ်တဲ့တဲကန်နာယာကိုအစိမ်းရောင်နယ်မြေဖြစ်ပြောင်းလဲဖို့အတွက်ဆိုတဲ့ဒီလုပ်ငန်းဆောင်တာကြီးဒီလေကိုရီးယားနိုင်ငံရဲ့နောက်ဆုံးပေါ်နည်းပညာတွေကိုသုံးပြီးတော့မှဆက်လက်ဆောက်လုပ်ခဲ့တာပါဆိုပြောရတယ်လို့ပေါ့သူတို့ဆိုလိုချင်တာကိုရီးယားနိုင်ငံရဲ့နည်းပညာတွေဒီပြည်တွင်းမှာမကပြည်ပမှာပါလက်တွေ့အသုံးချနေတယ်ဒါဟောပြောကြရင်တော့ပထမစာပိုက်တယ်ရမယ်နော် okay အဲ့တော့ဒီက meaning တွေတော့တိထားတယ်နော်အကုန်လုံးတော့မဟုတ်ဘူးအခုခြေထားတယ်အဓိကတော့ verb တွေပေါ့ရောပေါ့ဦးစုဟာတာတို့စူဟန်းဟာတာတို့ဂျင်ခန်းလွယ်တာတို့ဒီ verb တွေကတိထားတယ်ရောပေါ့ကျန်တာမသိလည်းရတယ်ကျန်တာ noun တွေဖြစ်တဲ့အတွက်ကြောင့်မို့တော့မသိလည်းရတယ်ဆိုတော့တိထားရင်တော့အကောင်ဆုံးဘာသာစကားတစ်ခုဆိုတာ meaning ကသိရင်သိတယ်လေ OB သိရင်သိတယ်ကိုယ့်အတွက်ပို့ပြီးအကျိုးရှိလေပဲနော်okay ကြက်ရတာအရန်ကြီးရှုံနေမယ်ဆိုလို့ရှိရင်တော့ noun တွေကိုနည်းနည်း short ချက် verb တွေကိုများအဓိကထားပြီးချက်ပေးရောပေါ့နော် verb မသိရင်ဘာသာပြန်ရတာခက်တယ် noun မသိတာကြော်ခွပြီးပြန်လို့ရတယ်နောက်တစ်ခုက 한국에 서도 코리아 말레베 한국의 지도로 코리아နိုင်ငံ지도မြေပုံပြောရတော့မြေပုံ MAP map မြေပုံပြောတာเนาะကိုရီးယားနိုင်ငံရဲ့မြေပုံကိုလည်းဘာကူးချုံးတို့ရဲ့ပြောင်းလဲမဲ့ပမာဏရဲ့ဒေကျူမိုထုံမိုကုံစာကအကြီးစား civil engineering ဆောက်လုပ်ရေးတွေကရောတော့ချားလဲ EDOS တွေကတက်လဲပြီးတက်လဲပေါ့เนาะရောတော့ကအမျိုးမျိုးချားလဲဆိုတာဒီနေရာမှာအလှည့်ကိုပြောဆိုလိုတာတစ်ခုပြီးတစ်ခုအဲ့ဒါကိုပြောချင်တာ Edo Justa Edo တာဆိုတဲ့ဘက်ကလာရတော့ဗော Edo တာရဲ့အဓိပ္ပာယ်ကပြီးမြောက်သည်ဖြစ်မြောက်သည်ဆိုတဲ့အဓိပ္ပာယ်ကိုရီးယားမှာလေကိုရီးယားမြေပုံကြီးကိုပြောင်းလဲနိုင်လောက်တဲ့အထိဒီ civil engineering အကြီးစားဆောက်လုပ်ရေးလုပ်ငန်းကြီးတွေရတယ်တစ်ခုပြီးတစ်ခုပြီးမြောက်သွားနေတယ်먼저တင်စားပြီးပြောဆိုမှာပေါ့နော်မြေပုံကြီးကတော့ပြောင်းလဲစရာအကြောင်းတော့မရှိဘူးဒါပေမဲ့ဟိုးရှိတော့ဆိုလို့ရှိရင်တဲအိမ်လေးတွေပါလေးနဲ့အခုကြာလုံးဝကိုအထက်မြင့်ကိုချုံကောင်းမှုကြီးပေါ့နော်အထက်မြင့်အဆောက်အဦကြီးတွေတရားကြီးတွေလီစိတ်ကြီးတွေinternet ကနေကြည့်မယ်ဆိုလို့ရှိရင် Google Art တို့ဘာကနေကြည့်မယ်ဆိုလို့ရှိရင်ပုံစံပြောင်းသွားတာဒါကိုပြောချင်တာရောပေါ့တကယ်လက်တွေ့မှာရှိနေတဲ့နေနမိတ်တွေရဲ့ဟိုဟာတွေကိုပြောတာမဟုတ်ဘူးเนาะ먼저အရင်ကနဦးပေါ့နော်အရင်ဆဲကဲတို့ထုံးဟာတော့ဆဲကဲဆိုတာတို့ကဘာကြီးကိုပြောတာကဘာကြီးနဲ့ထုံးဟာတော့ထုံးဟာတာရဲ့အတိတ်ကဆက်သွယ်ဒီမှာကတော့အဲ့လိုပဲပြောရမှာဆက်သွယ်သည်လေယူရိုဘတော့တစ်ခုနဲ့ပြောနေတယ်အိုရထုံးဟာတာအဲ့ကောင်က grammar ယူရိုပေါ့ဒီကောင်လေး좀 시간이 있을 때 한번 설명하도록 하겠습니다. 우르 통하다. နော်ဒါမှမဟုတ်ရှင်ဥရထုံးဟဲဆိုပြီးတော့လေရောဘုလိုမြင်မှုလေးမယ်ထုံးဟဲဆိုတော့ဒီလိုမျိုးလေးတွေသူရဲ့အဓိပ္ပာယ်ကနောက်မှတက်ဆင်ဆိုတဲ့အဓိပ္ပာယ်ဒီနေရာထုံးဟာတာကထုံးဟာနုံးဒီမူရင်းဘက်ထုံးဟာတာဆိုတဲ့ဘက်ကနေလာတယ်အဓိပ္ပာယ်ကအဆက်သွယ်ပြီးဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့တကဘာကြီးကိုဆက်သွယ်တော့နော်အရင်ဆုံးနဲ့တကဘာလုံးကိုဆက်သွယ်တဲ့ဟန်ကူရဲ့ကိုရီးယားနိုင်ငံရဲ့ကွမ်မွန်းနဲ့ကွမ်မွန်းဆိုဝင်ပေါက်ကိုပြောရတော့ပေါ့ဝင်ပေါက်ဖြစ်တော့ Incheon ကိုကျဲကုန်ဟန်က Incheon International Leasing ကတော့ဒေကျူမိုထုံမိုကုံစာတော့ဒီအကြီးစား Civil Engineering တိစောက်ရေးအနေဖြင့်ဤလိုချင်းဖြစ်မြောက်သွားတော့ပြီးမြောက်သွားတော့ကျော်ကွာမှုမိတာကျော်ကွာမှုရလက်တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီ civil engineering ကိုရီးယားရဲ့နောက်ဆုံးပေါ်နည်းပညာတွေကိုအသုံးပြုပြီးတော့အကြီးစားတည်ဆောက်ထားတဲ့ civil engineering တွေတစ်ခုလည်းဖာလဲဆိုလို့ရှိရင်
incheon လို့ထွက်တယ်ရတော့ကိုရီးယားလို့ဆိုရင် incheon တို့မြန်မာကတော့မြန်မာမှုပြုပြီး incheon လို့ခေါ်တာပေါ့နော်အဲ့တော့ဒီဟာဒီလဲထိုမို့ဂုံစာတွေတစ်ခုဖြစ်ပါတယ်ကျောကွာမှုကရလက်ပြောတာရတော့ပေါ့နောက်တစ်ခုကကြတော့ Incheon 국제 공항은 Incheon International လေဆိပ်ကတော့ Incheon 앞바다에 있던 Incheon ရဲ့앞바다ဆိုတာအရှိပင်လယ်ကိုပြောတာအရှိမှာရှိနေတော့ Incheon မြို့ရဲ့အရှိမှာရှိနေတဲ့ပင်လယ်ထဲမှာ 있던 ရှိတော့မြောက်ကဲဆိုမှမြောက်ကဲဆိုအနေငယ်ပြောတာအဓိကတစ်ခုနှစ်ခုထက်ပိုတဲ့အရာတွေကိုမြောက်ကဲလို့သုံးလို့ရတယ်ဒီနေရာမှာမြောက်ဒီအရေးအတွက်ကိုမြည်တဲ့မြောက်ဆိုတဲ့မိကွန်း question word ပုံစံနဲ့သုံးတာမဟုတ်ဘူးရောတော့မြောက်ကဲတွဲရပါမယ်နော်အဲ့တော့မြောက်ကဲဆုံးဆိုတော့ကျွန်းအနေငယ်ကျွန်းတစ်ခုနှစ်ခုတည်းပူဆိုတော့3ခု4ခုလောက်ပေါ့နော်ကျွန်း3 4ခုကိုတဲ့ကန်ချောခါရောကန်ချောခါသားကရောတော့မြန်မာမီးနင်းဆိုလို့ရှိရင်ဒါရိုက်ပြန်ရတာတော့နည်းနည်းလေးထောက်လိမ့်မယ်ကျွန်တော်နားလည်အောင်ရှင်းပြပေးမယ်ကန်ချောခါသားဇက်ပေါ့နော်ဒီနေ့ကယောကရောတော့ဘုန်းတို့အနေနဲ့ကိုလို့မြင်ရတဲ့ grammar ပဲပြီးဆိုတဲ့အဓိပ္ပာယ်ကတ်ထားတာကန်ချောခါသားရဲ့အဓိပ္ပာယ်ကကြတော့သူအခုဆိုဒီမှာပါလဲပင်လေထဲမှာရှိနေတဲ့ကျွန်းလို့ပြောတာအဲ့တော့ဒီညဒီကျွန်းဖြစ်တဲ့မျိုးဘေးနားမှာရေတွေရှိနေတာဟုတ်တယ်မလားအဲ့ရေတွေကိုသူကမြေဖို့လိုက်တာရောတော့ပေါ့မြေဖို့ပြီးတော့မှကိုလိုအပ်တဲ့အရာတစ်ခုကိုတီးဆောက်တယ်ဥပမာစိုက်ပျိုးမြေဖြစ်လောက်လိုက်တာပဲဖြစ်ဖြစ်နောက်တစ်ခါမျိုးအနေနဲ့တီးဆောက်လိုက်တာပဲအဲ့ဒါမျိုးခံချောခါသားလို့ပြောတာပေါ့မြန်မာမီးမင်းလို့ကျွန်တော်မပြောပြတတ်ဘူးပြောစားလူလောက်ကျွန်းလို့ခေါ်ရမှာနော်ဒီလိုမျိုးလေးပြောလို့အရင်တော့ကတော့ရေပြင်ကြီးကိုမြေတွေပို့လိုက်တယ်ရေပြင်ကြီးမဟုတ်တော့မှာပေါ့နော်ဟိုရေနဲ့ဆက်နေတဲ့နေရာတခုဆိုလို့ချင်းကျွန်းလို့ပြောတာပဲလို့ရေနဲ့ဆက်နေတဲ့နေရာတခုသူကမြေပို့လိုက်တယ်မြေပို့ပြီးတော့မှကိုလိုအပ်တဲ့အရာတခုဖန်တီးပြုလုပ်တာမျိုးခံချောခါလာလို့ပြောရတာပါနော်အဲ့တော့ Incheon International လေဆိပ်ကတဲ့ Incheon ရဲ့ရှေ့ပင်လယ်ထဲမှာရှိနေတဲ့ဒီကျွန်း3 4ခုကိုတဲ့ကန်ချောခါရအဲ့လိုမြေဖို့ပြီးတော့မှကွန်ဆိုဟန်တိဆောက်ထားတော့ဒုံဘူးအာရှရဲ့ဒုံအရှိပုညအရှိမြောက်အာရှအရှိတို့မြန်မာနိုင်ငံကအရှိတောင်အာရှဟုတ်တယ်နော်သူတို့ကကြတော့အရှိမြောက်ဖက်ကိုကြားတယ်ကိုရီးယားတည်ရနော်ကမ္ဘာမြေပုံကြည့်နေဆိုလို့ရှိရင်သူတို့ရဲ့မြောက်ဘက်မှာပါရှိလဲဂျပန်ရဲ့ဟိုးမြောက်ဘက်မှာရုရှားရဲ့မြောက်ဘက်မှာတော့ဘယ်လိုဆိုမှရှိတော့ရနော်ဒါမှမဟုတ်ကိုရီးယားတော့ပါတော့အေးတာအဲ့တော့အာရှအရှိမြောက်ဖက်ရဲ့ဟောဘုကုံဟန်းဟောဘုဆိုတာလေစိတ်ကံကိုပြောရတော့ဗောစိတ်ကံဂုံဟန်းက၄စိတ်ဘာလို့စိတ်ကံလို့ပြောလဲဆိုလို့ရှိရင်ပင်လယ်ကြီးကိုဖို့ပြီးတော့မှဂုံဟန်းအနေနဲ့တိဆောက်ထားတဲ့အတွက်ကြောင့်အင်းချုံဂုံဟန်းရောက်ဖူးမှာပါကိုခိုင်းဆိုဤစကောရောမကြခင်မှာသွားနိုင်လောက်မယ်လို့ပဲကျွန်기도해줄게요နော်빌어줄게요 수당ပေးပါမယ်인천공항ဒီ1နဲ့2ဆိုပြီးရှိရရောပေါ့ terminal 1 terminal 2ပေါ့နော် terminal 1ကြီးကပိုကြီးတယ်ရောပေါ့ terminal 2လဲပြောလို့တာဗျအကြီးပဲတို့ရန်ကုန် international လေဆိပ်ဆိုတော့ပမွာလေသူတို့ကိုရီးယား international လေဆိပ်နဲ့ရှင်နေဆိုလို့ရှင်လေနော်နောက်ထပ်လေဆိပ်တွေအများကြီးရှိသေးတယ်ပူဆန်းလေဆိပ်ကတော့တည်လေးပဲနောက်တစ်ခုရှိသေးတယ်ဂျင်ဖို김매라 김포라 좀 까먹었어요. 엘리제 가로 뭐야 보러 맞디요. 인천 터미널 1, 터미널 2 아지 너무 아지. 좀 식단도 많고 명품 너무 브랜드 PC ရောင်းတဲ့ဆိုင်ကြီးလည်းအများကြီးပဲတိုးွားကြအောင်လေ duty free တွေဖြစ်တယ်မလို့ဘုံတို့ကိုရီးယားရောက်ပြီဆိုလို့ရှိရင်အိမ်အတွက်ပစ္စည်းဝယ်ကြတာပါဆိုလို့ရှိရင်한국 공항ပေါ့နော် 인천 공항에 이 명품 ရောင်းတဲ့ဆိုင်တွေကဝယ်တာပိုကောင်းတယ်duty free ဖြစ်တယ်နောက်တစ်ခုက 인천국제공항은 ဒီ 인천 international လေဆိပ်ကိုတဲ့성도 국제 도시 와 경유하는데 성도 국제 international ကိုပြောတာပဲရောဘ성도가လည်း성도ပဲ도시야မျိုးနဲ့영유하다တစ်ခုနဲ့တစ်ခုဆက်သွယ်ထားတော့တဲ့ 인천대교 เนาะ 인천대교ဆိုတာတရားအကြီးကိုပြော 인천대교ကတော့수상교량의ဆိုရေပေါ်တရားတွေကိုပြောတရားဆိုမှတော့ရေပေါ်မှာဆိုမှဒီနာမည်တရားလို့ပဲမှတ်လိုက်ကြတော့ဗောတရားရဲ့တဲ့ဂီးဆိုတာအရှိကိုပြောတာเนาะအဲ့တော့ဒီတရားပဲရောက်သွားတယ်အင်ချွန်တေကျူရဲ့အရှိကတရားရဲ့အရှိကတဲ့ဒါလောက်ကီလိုမီတာ21.3ကီလို21ဆို22ဒီ point လေးကိုဂျုံလို့ထွက်တယ်ကြတော့မချအောင်ပါလေဂျုံเนาะ38 km နာကီလိုမီတာတောင်မှတွဲတော့ရှိတော့ဖြစ်တော့한국에서ကိုရီးယားနိုင်ငံမှာ가장긴다리입니다အရှိဆုံးတရားဖြစ်ပါတယ်인천대교ဒီကိုရီးယားနိုင်ငံမှာအရှိဆုံးတရားဖြစ်ဒါကိုပြောနေတာရောမရှိရှအောင်ရှော့အောင်ရေးထားတာရမယ်နော်နောက်တစ်ခါ2009년
2009ခုနှစ် sorry 이천구년에 2009ခုနှစ်မှာ2009ခုနှစ်မှာ개통되다 디가 찌하면 여러분 개통되다 စတင်ဖွင့်လိုက်တာเนาะတရားတွေနောက်ပိုင်းလမ်းတွေဒါမျိုးတွေကိုစတင်ပြီးဖွင့်လှစ်တာမျိုး개통되다လို့ပြောတယ်여러분စတင်ဖွင့်လှစ်တော့တဲ့ 인천대교เนาะ 인천 တရားကတော့တဲ့ 원보 အသွားအပြန်ကိုပြောတာ 여러분 တို့လေလက်မှတ်တွေပါတယ်မှာဆိုလို့ရှိရင်လေ 원보 ဆိုပြီးမြင်မူလားမသိဘူးမှတ်မိလားမသိဘူးเนาะဟာပါတော့ 원보 ဆိုတာအသွားအပြန်ကိုပြောတာ 여러분 အသွားအပြန်유차로로ဆိုတာ6လမ်းသွားကိုပြောတာအသွားအပြန်6လမ်းသွားအနေနဲ့တဲ့ဂျိုထပ်က 여러분 မျက်လုံးနဲ့မြင်တာကိုပြောရရင်လေသူကထောက်တိုင်ကြီးလို့ပဲတရားတစ်စင်းမှာဆိုလို့ရှိရင်တရားရဲ့အောက်မှာတရားပေါ်မှာထောင်ထားတဲ့တိုင်ကြီးရှင်တို့내가 뽕밤에 잠시만요 여기에요 이게 조탑이에요 이게မြန်မာလို는 어떻게 할지 몰라요 နော်အဲ့အရှိကိုပြောတရားရဲ့ဒီတိုင်ကြီးပေါ့တရားတိုင်ဒီလိုပဲပြောလိုက်မယ်နော်တရားတိုင်ရဲ့တဲ့높이ဆိုတာအမြင့်ကိုပြောတာနော်တရားတိုင်ရဲ့အမြင့်ကမူလျောက여러분သူကလေပူစာလို့ပဲပြောရမှာပေါ့နော်မြန်မာလိုဆိုလို့ရှိရင်ကျတော့သူ့ကိုထင်မထားတာထက်ကိုများပြားတာဒါမျိုးကိုပြောချင်တာအလွန်များတယ်ပေါ့အဲ့လိုအဓိပ္ပာယ်မူလျောထင်ထားတယ်များရဲဆိုတဲ့ဒီနေရာမှာဘယ်လိုပြန်ကမခဏလေးခြံရမယ်ပြီးတော့မှတွဲပြန်ကြည့်မယ်เนาะအဲ့တော့238.5 မီတာထက်မီတာကိုထင်ထားတာအဲ့လောက်မရှိဘူးဒါပေမဲ့အဲ့ထက်များနေတာကိုပြောချင်တာဟိုတဲ့에 이르다ဒီကောင်လေးက grammar ရောပေါ့ noun နဲ့တွဲ grammar လေး noun에 이르다 noun ကိုရောက်ရှိသည်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့238.5 မီတာကိုရောက်ရှိတော့တဲ့ 한국에서 코리아နိုင်ငံမှာ 가장 거대하다 크다로 왜 여러분 지마디 너네 레벨 미라는အတွက်ကြောင့် 레벨 미 미닝이 동나라ပေါ့နော် 지마도 사장요입니다. 사장요ဆိုတာ 요요드라 မဟုတ်ဒီခုနကပြဒီတရားကြီးကို 사장요လို့ခေါ် 여러분 ဒီမှာကြည့် 케이베리နဲ့ ဆိုင်ထားတာတွေ့လား 케이베리နဲ့ ဆိုင်ထားတာအဲ့ဒါမျိုး 사장요လို့ခေါ်တယ် 여러분 နော်ဒီတိုင်းပဲတရားလိုပဲမှတ်ချင်လဲမှတ်ပါလေနော်တရားတွေကများနေ교련ကလည်းတရားပဲနော်사장교ကလည်းတရားပဲအဓိကတော့사장교ဆိုခုနကပြောတဲ့ 케이베리နဲ့ ဆိုင်ထားတဲ့တရားတွေကို 사장교လို့ခေါ်တယ် 여러분 ကိုရီးယားရဲ့အကြီးဆုံးတရားဒီပဲတရားလဲဆိုလို့ရှိရင်အခုပြောနေတဲ့ 인천대교 သူကလည်းရိုးရိုးတရားမဟုတ်ဘယ်လိုတရားလဲ 사장교 ဖြစ်တယ် 케이베리 တရားပေါ့နော်ဒါကိုပြောချင်တာမူလျောရဲ့မူရင်းအဓိပ္ပာယ် 여러분 ကိုထင်ထားတဲ့များပြားသည်ဆိုတဲ့အဓိပ္ပာယ်မျိုးနော် 오케이. အဲ့ဆိုရင် 여러분은 뒤에 빠이가로ဘသူ့အကြောင်း ရှင်းသွားရလဲဆိုလို့ရှိရင် 인천국제공항 소의 인천 인터내셔널 리제의 나르구가 인천대교 소의 인천 다다장이 ရှင်းသွားတာပါ 여러분. 인천 다다가 자로 인천 다다가 자로 သူက ရေပေါ်မှာ တိဆောက်ထားတဲ့ 다다တစ်စင်းဖြစ်ပြီး အရှည်အနေနဲ့ဒီလောက်ရှိတယ်. နောက် ကိုရီးယားရဲ့အရှည်ဆုံး 다다ဖြစ်တယ်. နောက်တစ်ခါ ဒီ 다다ကို 2009 ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီးတော့မှ အသွားအပြန် 6 လမ်းသွား 다다ကြီးဖြစ်ပြီးတော့မှ သူ့ရဲ့다다တိုင်ကြီးရဲ့အမြင့်ဒီဒီလောက်တောင်မှရှိပြီးတော့မှ ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးသော 사장교 ဆိုတဲ့ဒီ 케이베리 다다ဖြစ်တယ်. ဒီလိုမှတ်ထားအောင်မယ် 여러분. 미닝이အများကြီးစွာတယ်လေ အခုလိုမျိုးထုတ်ပေးလိုက်တဲ့ 미닝 လောက်ကိုကြက်ထားမယ်. နောက်ဒီ မုံဝါတစ်ခုလုံးကြီးရဲ့အကျဉ်းချုပ်အနှစ်ချုပ်ယူရောက်ပေါ့နော်. အဲ့ဒီအကျဉ်းချုပ်ကိုနားလည်ထားဆို 여러분 က စာမိုးထဲမှာဒီစာပိုင်းနဲ့ပတ်သက်တဲ့ဟာလာရဲဆိုလို့ရှိရင်အကြံမြင့်မှတ်မိမယ်. သိလား ကြက်စရာမလိုဘူးနော်. နားလည်အောင်မှတ်ဖို့အရေးကြီးတယ်. မုံဝါရဲ့အဓိပ္ပာယ်. နောက်တစ်ခါ 인천국제공항 ဆိုလို့ရှိရင် သူ့ရဲ့ရှေ့မှာရှိတဲ့ပင်လယ်လေးရဲ့ကျွန်းတုံးလေးကိုဘာလုပ်ထားလဲ 여러분 မြေဖို့ပြီးတော့မှတိဆောက်ထားတယ်. ဒီအရှေ့မြောက်အာရှပေါ့နော်. အာရှအရှေ့မြောက်ဘက်ရဲ့ဒီစိတ်ကမ်းလေဆိပ်ဖြစ်တယ်. စိတ်ကမ်းလေဆိပ်ဘာကြောင့် hub လို့ခေါ်လဲဆိုခုနကပြောပြီးသား ကျွန်းတွေကိုမြေဖို့ပြီးဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့် 이 정도면 이해할 거라고 생각하고 다음 문단으로 넘어가도록 하겠습니다. 나도 그거 줘来တော့မယ်. နောက်တစ်ခုက 2010년에 2010 ခုနှစ်မှာ 개통된 ခုနရှေ့မှာပါပြီးသား 여러분. စတင်ဖွင့်လှစ်တော့ 거가대교 နောက်ထပ်တရားတစ်စင်းအကြောင်းထပ်လာတယ် 여러분. ဒုတိယစာပိုင်းမှာ 인천대교, တတိယစာပိုင်းမှာ 거가대교. နော် 거가대교 ဆိုတာလေ 거가တရားကိုပြောတာ 여러분. 미닝ချက်လို့မရဘူးနော်
အဲ့တော့တရားကြီးရပေါ့ဂေါကတကားတရားကတော့တဲ့ဘူဆန်းနဲ့ဂေါကျဲကမြို့ပဲရောပေါ့မျိုးလုံးထဲမှာမြင်မှုမဲ့မထင်ဘူးရောဘလို့ခဏခဏမြင်နေတာဘူဆန်းတို့စိုးဦးတို့တော့ဒါတွေမြင်မှုလားမြဂေါကျဲကမမြင်ဘူးလားပေါ့ဘူဆန်းနဲ့ဂေါကျဲမျိုးကိုတဲ့ယောင်ယောဟန်းတော့ဆက်သွယ်ထားတော့ဒါရီမီတာတရားဖြစ်တယ်ဂေါကတဲ့ကဘယ်သူနဲ့ဘယ်သူဆက်ထားတာလဲရောပေါ့ဘူဆန်းနဲ့ဂေါကျဲကိုဆက်ထားတာတဲ့ဘယ်နှစ်ခုနှစ်မှာဖွင့်လှစ်ခဲ့ဆို2010ခုနှစ်မှာဖွင့်လှစ်ခဲ့တယ်စာချမ်းကျိုပါစာချမ်းကျိုဆိုတာခုနပြောတဲ့ဒီတရားကြီးကိုပြောဒီတရားကြီးဒါမင်းကေဘယ်တရားကိုပြောပုံမြင်ရအောင်လို့ဒီဟာကိုပြတာနော်ရောပေါ့ဒီကေဘယ်တရားနေတဲ့ယူဆန်ထောနော်ဆိုတာရောပေါ့တာနယ်ကိုပြောတာလှိုင်ကောင်းဥမြင်လှိုင်ကောင်းတွေကိုထောနင်းလို့ခေါ်တယ်ယူဆန်ဆိုတာမြေပေါ်မှာတိဆောက်ထားတဲ့တာနယ်ကိုပြောတာပေါ့อืมမြေအောက်မဟုတ်မြေအပေါ်မှာရှိတာစောင်းရဲ့အိဗယ်အပေါ်ကိုပြောရရောပေါ့အဲ့တော့ဒီတိုင်းပဲလှိုင်ကောင်းလို့ပြောလိုက်မယ်နော်ဥမြင်လှိုင်ကောင်းတရားနဲ့တဲ့ဒီကေဘယ်တရားနဲ့ဥမြင်လှိုင်ကောင်း 해전 침해 터널ဆိုတာကြတော့တဝက်ကမြေပေါ်မှာရှိပြီးတော့တဝက်ကရေအောက်မှာရှိနေတာပြောကြတော့တို့မြန်မာနိုင်ငံမှာဒီလိုမျိုးလှိုင်ခေါင်းတာနယ်လေးဆိုသိမ့်မရှိဘူးတို့နိုင်ငံမှာရှိတဲ့တာနယ်ဆိုလို့ရှိရင်တောင်ကိုဖောက်ထားတဲ့တာနယ်လောက်ပဲရှိမယ်ကိုရီးယားနိုင်ငံတို့နောက်တခြားတိုးတက်တဲ့စွန်ကျင်ကူပေါ့နော်တိုးတက်ပြီးသားနိုင်ငံတွေမှာဆိုလို့ရှိရင်တို့ကရေအောက်မှာအားစားလေမြင်ဘူးလားစက်ကိုင်းထဲမှာဝင်သွားတာလေအဲ့ဒါမျိုးတွေကိုဟေဇွန်ထောနယ်လို့ခေါ်တယ်ဟေဇွန်ချင်းမယ်ကတဝက်ကိုပြောတာရတော့ပေါ့လုံးဥမင်ကြီးတစ်ခုလုံးဒီတာနယ်တစ်ခုလုံးဒီဟေဇောဆိုတဲ့ဒီရေအောက်မှာရှိရမှာမဟုတ်တဝက်ကမြေပေါ်မှာရှိနေတာဒါကိုပြောချင်တာတော့ပေါ့ကြက်ချင်လည်းရတယ်မကြက်ချင်လည်းရတယ်နော်သိထားရင်တော့ပိုကောင်းတာပေါ့ဒီတာနဲ့အနေဖြင့်အီလူရောချင်းအီလူတာရှေ့မှာပြောပြီးသားပြီးမြောက်ပြီးဖြစ်မြောက်ပြီးပြီးမြောက်ထားတော့တဲ့ချုံဆိုစုစုပေါင်းတာရတော့စုစုပေါင်းခီဒီအလှည့်ရာကအရှည်ပေါ့နော်စုစုပေါင်းအလှည့်ရာတလောက်ကီလိုမီတာမပြောတော့ဘူးပေါ့သိကြတယ်ဆိုတော့ဖိုင်ကျောင်းကီလိုမီတာရဲ့8.2ကီလိုမီတာပေါ့နော်ဆဲကေဆိုတကဘာလုံးမှာ가장긴해상다리중 하나입니다. အရှည်ဆုံးတော့ဟဲဆန်းဆိုတာပင်လယ်ကူးတရားတွေကတစ်ခုဖြစ်ပါတယ်ဂေါကတဲ့ကဒီတကဘာလုံးမှာအရှည်ဆုံးပင်လယ်ကူးတရားတွေတစ်ခုဖြစ်တယ်တဲ့ဘာလို့လဲဆိုတော့အလှည့်ရဘယ်လောက်ရှိလို့လဲ8.2ကီလိုမီတာရှိလို့နောက်တစ်ခုကဂေါက대교နော်ဒီတရားကတော့ဘူဆန်းကဂေါကျဲတို့ယုံယုံဟာနော်ဂေါကျဲကိုဆက်သွယ်ပြီးတော့ဂျုံယုံဟန်교통로로 사용되고 있을 뿐만 아니라ရေးကြီးတော့교통로လမ်းကြောင်းပေါ့ဒီလိုပြောချင်တာဂေါကဆိုရင်ဂေါက대교ဒီဘူဆန်းနဲ့ဂေါကျဲကိုဆက်သွယ်ပြီးတဲ့အရေးကြီးတော့လမ်းမဆက်သွယ်ရေးအနေနဲ့စာရုံးသွဲကို있을 뿐만 아니라အသုံးပြုနေုံသာမကဆိုတဲ့အဓိပ္ပာယ်အသုံးပြုနေုံသာမက인근지역간의 인근ဆိုတာအနားပတ်ဝန်းကျင်အနီးပတ်ဝန်းကျင်ရဲ့기후류를 조정하는데도 기후류နှီးနှောတာဖက်လှယ်တာရောပေါ့ဆိုလိုတာဒီတနေရာနဲ့တနေရာရဲ့ဘယ်လိုပြောမလဲမျိုးတစ်ခုရဲ့တစ်ခုရဲ့မတူညီတဲ့အရာတွေကိုဖလှယ်တာမျိုးတွေဘာသာစကားဖလှယ်တာမျိုးတွေကို နောက်ဆုံးတတိယဘက်ကဂေါကဒါလားဒီလောက်အကြမ်းမြင့်သိထားဆိုရတော့အဆင်ပြေမယ်လို့ဖြစ်ပါတယ်နားမလည်ဆိုလည်းတက်ခါပြန်ကြည့်နော် 오케이 그러면 여러분 이